မင်္ဂလာပါရှင် Sharing by Shirley Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးဆရာတင်ညွတ်ရေးသားထားတဲ့ကောင်းမှုတစ်ခုနေ့စဉ်ပြုပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ကောင်းမှုတစ်ခုနေ့စဉ်ပြုကျွန်တော်အဖေကတပတ်ကုန်တိုင်းလေးရှိသည့်စကားတခွန်းမှာဒီအပတ်ကောင်းမှုဘယ်နှခုပြုခဲ့ပြီးပြီလဲဆိုသည့်မေးခွန်းဖြစ်သည်ကျွန်တော်ကပြုခဲ့လျင်ပြုခဲ့သည်မပြုခဲ့လျင်လည်းမပြုရသေးပါဟုပြောယုံတာဖြစ်သည်လိန်ပြောเสียမလို့မလုပ်ဘဲလုပ်ခဲ့သည်ဟု၍လည်းပြောเสียမလို့ပေတပတ်တစ်ခါကိုယ်တိုင်ကောင်းမှုပြုဖို့တော့အားထုတ်ရသည်အမေကိုအဝတ်ဝိုင်းလျှော်ပေးတာအိမ်မှုကိစ္စတွေဝိုင်းလုပ်တာလဲကောင်းမှုစိတ်ရင်းထဲတွင်ပါသည်တို့ဖြစ်ရာကျွန်တော်အနေဖြင့်ပြင်ပတွင်ရည်ကြည်ကောင်းမှုများမပြုခဲ့သည့်တိုင်အိမ်တွင်ကောင်းမှုရှာနိုင်ပါသည်ကျွန်တော်အသက်ယခု50ကျော်ပြီကောင်းမှုတွေများစွာပြုခဲ့ပြီးပြီမရေတွက်နိုင်အောင်ပြုခဲ့သည်ကောင်းမှုတွေပြုနိုင်စေရန်အခြေချပေးခဲ့သည့်အဖေကိုကျေးဇူးတွေတင်နေမိသည်အမေကကျွန်တော်ကိုလူဘဝမှာကျေးဇူးတင်စရာအကောင်းဆုံးနှစ်ခုရှိတယ်အိပ်ဆက်ခြင်းနဲ့စားသောက်ခြင်းပေါ့နှစ်ခုစလုံးကိုစနစ်ကျအောင်လှုပ်ဆောင်နိုင်ရင်ကျမ်းမာချမ်းသာနိုင်လိမ့်မည်ဟုပြောမှုသည်အိမ်မပြောသဖြင့်အိပ်ဆေးတွေသုံးဆွဲနေရသူများစွာရှိသည်အချိန်မှန်အိတ်အချိန်မှန်စားနိုင်အောင်ကြိုးစားခဲ့ခြင်းကြောင့်ယနေ့တိုင်အိပ်ပြတ်အစာပြတ်မရှိပကတိကျမ်းမာစွာဖြင့်နေထိုင်လုပ်ကိုင်နိုင်ခဲ့သည့်အတွက်မိဘများကိုကျေးဇူးတင်နေမိပါသည်ကျွန်တော်ဒီ1982ခုနှစ်ကတာဝန်ကျရာမျိုးတွင်အသက်80အရွယ်ရှိချမ်းသာသည့်အဖွားတဦးနှင့်ခင်မင်ချင်းမိခဲ့ရသည်အဖွားသည်တင့်နှင့်စပားကုန်တဲ့ကြီးတဦး၏ဇနီးဖြစ်သည်ဖြင့်စီးစိမ်ချမ်းသာပြည့်စုံစွာဖြင့်နေထိုင်နိုင်သည်တနေ့အဖွားကကျွန်တော်နှင့်တပည့်တစ်ယောက်ကိုအိမ်တို့ထမင်းစားဖိတ်သည်အဖွားအိမ်ကြီးသည်တကယ်9ဆောင်ပြိုင်အိမ်ကြီးဖြစ်သည်အချွေအယံအစီအပါးတွေကလည်းများလာသည်အိမ်ချံဝင်းကြီးကလည်းကျယ်လာပြီးပန်းမှန်များဖြင့်နတ်ပုံနတ်နန်းသမျှလှပသည်ကွယ်လွန်သူတထေးကြီး၏အစီအမံများဖြင့်ဟန်တူသည်ထမင်းဝိုင်းသည်ဖွဲဖွဲရရနှင့်စုံလင်စွာပြင်ဆင်ထားတော်လဲအဖွားကတော့ဆံပြုတ်ရည်ကိုတန်ဖိုးရှိလာသည့်အင်္ဂလန်လုံးကျွေးပကံကြီးထဲတွင်ထဲတောင်နေရသည်အဖွားသည်ရှာကန်စာဖြစ်နေသည်ဖြင့်အစားအစာအမှာကိုမစားနိုင်ဒီမှာနှစ်ပေါင်းများစွာကြာပြီဟုဆိုသည်စားသည်မြအရသာရှိ၍မဟုတ်အသက်ဆက်နိုင်ရေးအတွက်စားနေရခြင်းဖြစ်ကြောင်းဝမ်းနည်းဖွယ်ရာပြောပြရှာသည်ငွေကြေးများစွာချမ်းသာပြီးအစားအသောက်ကောင်းစွာမစားနိုင်သည့်အဖွားကိုကြည့်ပြီးမချမ်းသာတော့လဲစားနိုင်တောင်းနိုင်သည့်ကိုဘဝကိုပြန်ပြီးကျေးဇူးတင်လိုက်မိသည်အဖွားသည်တိတ်ချမ်းသာပါသည်သို့တော့ကျွန်တော်အမေပြောသည့်ကျေးဇူးတရားများအနက်တစ်ခုကိုကောင်းစွာမခံစားနိုင်ချပေကျွန်တော်မောပန်းလာသည့်အခါတွင်တရေတမောအိတ်တတ်သည်ခန္ဓာကိုယ်ကနားကျင်ပြီးဟူ၍အမိန့်ပေးလိုက်သည်နှင့်ကျွန်တော်ကလိုက်နာလိုက်တည်တာဖြစ်သည်အိတ်ဆက်လျင်အိတ်ရေးဝါအိတ်တင်သည်အိတ်ချိန်မှန်အိတ်ရေးဝခြင်းသည်ကျမ်းမာနုပြခြင်းကိုများစွာအထောက်အကူပြုသည်ကျွန်တော်မိတ်ဆွေအချို့သူတို့အလုပ်များလွန်သည်ဖြင့်တစ်နေ့2နာရီ3နာရီခန့်သာအိတ်ဆက်ရကြောင်းဂုဏ်ယူဝင့်ကြွားကပြောတတ်ကြသည်သူတို့ယနေ့အထိဘာမှမဖြစ်ကြောင်းလည်းခွန်းသုံးပြန်တတ်ကြသည်လက်တလောဘာမှမဖြစ်တော့လဲရေရှည်တွင်စကားပြောလာမည်ဖြစ်ကြောင်းသူတို့မသိကျွန်တော်ဒီယခုအသက်50ကျော်လာပြီသပင်တပင်မဖြူသေးနနက်တိုင်းတနာရီခန့်ကောင်းစွာလမ်းလျှောက်နိုင်သေးသည်မျက်နာတွင်ဇရာဤအရေးအကြောင်းတွင်မရှိကျွန်တော်တနေ့တွင်2နာရီ3နာရီခန့်သာအိတ်တီဆိုတော့တငယ်ချင်းများသည်သပင်တွေဖြူခါးတွေကိုင်းကအသက်80အရွယ်အဖိုးကြီးတွေပမာဖြစ်နေကြသည်တဘာဝကိုကျွန်တော်တို့မဆန့်ကျင်တင်ပါစက်ကရိယာတို့သည်တက်ရှိမဟုတ်တော့လဲအနာပေးခြင်းပြုပြင်မွမ်းမံခြင်းများပြုလုပ်ပေ
နေရသည်ပြင်ဆင်ထိန်ထိန်မှုမလုံးတိဆက်သည်ပျက်စီးမှုမြန်စီသည်စေယုံတရားသည်ဆိုခြင်းမှာငွေကြေးအားဖြင့်အကုန်အကျများနိုင်သည့်ထက်စိတ်သက်ရေးရာအရာများစွာထိခိုက်စေနိုင်ပါသည်စောစီးစွာလူဘဝကိုစွန့်ခွာခြင်းသို့မဟုတ်အရွယ်မကြာမီတည်ဆုံးခြင်းသည်ဘဝတွင်တန်ဖိုးကြီးသည့်ပေးဆက်ရမှုတစ်ခုဖြစ်ပါသည်တို့ဖြင့်ရာအိတ်လေးဝအောင်အိတ်ခြင်းသည်ပြုတင်ပြုထိုက်သည့်အရာသာဖြစ်သည်နှင့်အိတ်ပြတ်အောင်လေခြင်းချောင်ပါဟုအဖေကအမြဲဆုံးမတတ်သည်အစွန်းရောက်အောင်အလွန်အကျွံမစားတော့ဘဲအိတ်လေးဝအောင်အိတ်ခြင်းသည်လည်းကောင်းမှုတစ်ခုနေ့စဉ်ပြုနေခြင်းဟု၍မှတ်ယူတင်ပါသည်နားဆင်ပေးခဲ့ကြသောစာပေချစ်သူများအားလုံးတာယာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်